ကိုမင်္ဂလာပါကိုကြီး အေးမင်းတော့ကြီး ရေးဟွာနှစ်သိန်းဝန်းကျင်လောက်အလုံးလေးတွေမေးများနေတယ်ပြရပါတယ်ချက်တော့ ဟာရှိရလေလားသူရမယ်လားဒီနှစ်သိန်းဝန်းကျင်နော်မကြီး111လေးရှိမယ်111လေး social media အဖိုင်းသုံးမဲ့ဆိုလုံးဝအဆင်ပြေအလုံးတန်လေးပေါ့ဂိမ်းဆော့မဲ့ညီကိုတွေအတွက်လည်းအဆင်ပြေဒီကောင်လေးမဲ့ဆို run 61တွေပါဗတန်မေးက9000ပါမယ်ဒီကောင်လေးလိုချင်တယ်ဆိုရင်ဒီကောင်လေးဆိုနှစ်သိန်းအတိနဲ့ရမယ်ကွာနောက်ရည်လေးရှိမယ်နောက်ရည်မှာဆိုရင်ဗတန်မေး9000ပါမယ် run မှာဆို46ဖို့ပါမယ်သူရှင်းမှန်နောက်မှန်လေးနဲ့ဆိုတော့ဒီလို social media အဖိုင်းသုံးမဲ့ဆိုလည်းအဆင်ပြေတယ်ဂိမ်းဆော့မဲ့ဆိုလည်းတော့အဆင်ပြေတဲ့ကောင်လေးပေါ့ဒီကောင်လေးဟောင်းနေပြီပဲဒီကောင်လေးကောင်းနေတယ်ပဲ original မှန်လေးနဲ့ကွာမှန်ဂိမ်းဆော့မဲ့ညီကိုတွေအတွက် Redmi 9လေးရှိမယ်ဗတန်မေး9000 run 46ဖို့ဒီကောင်လေးလိုချင်တယ်ဆိုဒီကောင်လေးဆို2သိန်းနဲ့3000ပဲရှိမယ်ဒီကောင်ကိုရီးယားဆိုင်မှာဒီကောင်လေးလာဝင်မယ်ဆိုရင်ကွာကိုရီးယားကာဝါနဲ့မှန်မကွဲနဲ့အာသွင်းကျုံနဲ့အကောင်စင်ပြောင်းလုပ်ပေးတယ်အာမခံဆိုရင်6လတိပေးတာတယ် ဟုတ်ကဲ့ဟိုအားကောင်လေးကြော်ကြိုက်တယ်ဗျဘယ်လိုလာခဲ့ရမှာဗျဆိုင်လေးတာတစ်ချက်ပြောပါ ကိုရီးယားဒီမှာလာဝအားပေးနေတယ်ဆိုရင်တော့ဒီကောင်လေးဒီစနအုံးမျိုးတော့ကိုယ်တလေးရက်ကွာစင်ငန်းနဲ့ဝရမ်းဝိုင်းပုံစံမှာလာရောက်ဝယ်အားပေးလို့ရပါတယ် ဟုတ်ကဲ့ကျေးဇူးပါ ကျေးဇူးပါညီလေး